ပရွက်စိတ်နဲ့ဘရင်မကြီးဟာတကြားခဲလေးတစ်ကိုက်ပဲကိုက်စားခဲ့တာပါဒါပေမဲ့အဲ့ဒီအကိုက်တစ်ကိုက်ကပဲကြီးမားတဲ့စစ်ပွဲကြီးတစ်ခုကိုစတင်စေခဲ့ပါတယ်တကြားစားပြီးနောက်ဘရင်မကြီးရဲ့ဥနိုင်စွမ်းကဘလောက်တောင်ထိုးတက်သွားလဲဆိုရင်အခြားပရွက်စိတ်တွေတောင်ကြောင်အန်းသွားရလောက်တဲ့အထိပါပဲခဏလေးတွင်းမှာပဲပရွက်စိတ်အစ်စ်လေးတွေထောင်းနဲ့ချီပြီးမွေးဖွားလာခဲ့ကပရွက်စိတ်နဲ့နိုင်ငံတော်ဟာအရင်ကထက်မှကပုံမအင်အားတောင့်တင်းလာခဲ့ပါတယ်ဒီမြင်ကွင်းကိုပရွက်စိတ်နီဘက်ကသူ့ရှိုတကောင်ကမြင်သွားပြီးသူ့ဘရင်မကြီးစီချက်ချင်းပြန်သတင်းပို့ခဲ့ပါတယ်ပရွက်စိတ်နဲ့တွေရဲ့အင်အားဒီလောက်ကြီးထွားလာတာကိုကြားချင်းပဲပရွက်စိတ်နီဘရင်မကြီးဟာသူ့ရဲ့စစ်တပ်ကိုအရေးပေါ်ပြင်ဆင်มาတော့တယ်တစ်ဖက်မှာတော့ပရွက်စိတ်နဲ့တွေဟာသူတို့စီကိုအန်ရဆိုးကြီးရောက်လာတော့မယ်ဆိုတာလုံးဝမသိရှာကြပါဘူးနောက်ရက်မနက်ခင်းမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အတန်ကြီးကြောင့်ပရွက်စိတ်နဲ့တွေလန့်နိုးလာခဲ့ကြပါတယ်အပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့စီကိုချီတက်လာနေတဲ့ပရွက်စိတ်နီတွေရဲ့စစ်တပ်ကြီးကိုတွေ့လိုက်ရပါတော့တယ်မကြခင်မှာပဲပရွက်စိတ်နီတွေဟာလက်နက်ကိုစီနဲ့နန်းတော်တစ်ခုလုံးကိုဝိုင်းရံထားလိုက်ကြပါတယ်ကြည်ရတာပရွက်စိတ်နဲ့တွေကိုအမြင့်ပြတ်ချင်မှုပြစ်မဲ့ပုံပါပဲစစ်သူကြီးရဲ့အမိတ်ပေးတန်ထွက်လာတာနဲ့အမျှတိုက်ပွဲကချက်ချင်းစတင်သွားပါတယ်နန်းတော်ဘက်ကိုကြောက်ခဲကြီးတွေနဲ့လှမ်းထူကြသလိုကောင်းကင်ရံကနေလည်းချွန်ထက်တဲ့တွားကြားထိုးတံများမှုတွေရွာချသလိုကြလာပါတော့တယ်ပရွက်စိတ်နဲ့စစ်သူကြီးကလည်းချက်ချင်းပဲပြန်လဲခုခံဖို့အမိတ်ပေးလိုက်ပါတယ်ပရွက်စိတ်နဲ့တွေဟာဂွန်းလုံးတွေကိုတုံးပြီးရန်သူတွေနန်းတော်တိုင်းနာမကတ်နိုင်အောင်တားဆီးကြသလိုအပေါ်ကနေလည်းခရုခုံတို့အခွန်မာတွေနဲ့ပြစ်ပေါက်ပြီးဖိချေကြပါတယ်ဒါပေမဲ့ပရွက်စိတ်တွေကတော့လုံးဝဆုတ်ခွာမဲ့ပုံမပြပါဘူးအဲ့ဒီအချိန်မှာပဲအေယာမတန်လုံးကြီးတစ်ခုကနန်းတော်တိုင်းကိုဖြိုဖျက်ပြီးအထဲကိုလိမ့်ဝင်လာပါတယ်ဒါကိုမြင်တော့ပရွက်စိတ်နဲ့တွေကြားတဲ့ထိတ်လန့်တုန်လှုပ်ကုန်ကြတာပေါ့စစ်သူကြီးကလည်းဘရင်မကြီးစီကနေနောက်ဆုံးလက်နက်ကိုတုံးခွင့်ပြုဖို့ချက်ချင်းခွင့်တောင်းလိုက်ပါတယ်ဘရင်မကြီးခွင့်ပြုလိုက်တာနဲ့ပရွက်စိတ်တွေဟာသူတို့ရဲ့လျှို့ဝှက်လက်နက်ဖြစ်တဲ့ပြာဝိုးတစ်တာကြီးကိုထုတ်လာကြပါတယ်ပြီးတော့မိချစ်ချစ်ပြာဝိုးတွေကိုမိရှို့ပြီးရန်သူတွေစီလှမ်းပစ်လိုက်ကြပါတယ်ပြာဝိုးတွေဟာပရွက်စိတ်နီတက်ကြဤရဲ့အလဲတက်တက်မှာကြပောက်ကွဲပြီးပရွက်စိတ်နီအမြောက်များတိတ်ဆုံးသွားခဲ့ပါတယ်သူတို့ရဲဘော်တွေတေကုံတာကိုမြင်ရတော့ပရွက်စိတ်နီတွေဟာဒေါသပူချောင်းချောင်းထွက်သွားကြပါတယ်သူတို့ဟာနန်းတော်တိုင်းကိုအရှိန်အဟုန်ပြင်းပြင်းနဲ့အတင်းဝင်တိုက်ကြပါတော့တယ်ရန်သူတွေရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့အင်အားကိုမြင်ရတဲ့အခါပရွက်စိတ်နဲ့တွေစိတ်တက်ကြပြီးအတော်များများကတော့ကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတယ်အဲ့ဒီလိုအကြက်တဲဖြစ်နေတော့မှပဲပိုးတောင်မန်ကောင်လေးကတောအုပ်ထဲမှာဝက်ထားတဲ့အထူးလက်နက်တစ်ခုအကြောင်းကိုတတိယသွားပြီးစစ်သူကြီးကိုပြောပြလိုက်ပါတယ်သူတို့ဟာစက်ကူလေးရင်ပြန်တစင်းကိုအမြန်လုပ်ပြီးပိုးတောင်မန်ကောင်လေးကိုဆေးလွတ်လိုက်ပါတယ်ရန်သူပရွက်စိတ်နီတွေအပေါ်ပိုးသက်ဆေးဖြန်းတာမျိုးလုပ်ခဲ့ပေမဲ့ကံကောင်းထောက်မှစွာပဲသူတို့ကအသက်ရှင်သွားခဲ့ကြပါတယ်စက်ကူလေးရင်ပြန်မြေပြင်ပေါ်ပြစ်ကြတဲ့အချိန်မှာတော့ပိုးတောင်မန်ကောင်လေးကပြန်တန်းလွတ်မြောက်သွားခဲ့ပါပြီအခုတော့ပရွက်စိတ်နဲ့တွေခါများဆူတောင်းဖို့ကလွယ်လို့အခြားပါရွေးချယ်စရာမှမကျန်တော့ပါဘူး